လုံးပဲမင်္ဂလာပါရှင် Luna D Soul Page ကနေပြီးတော့ကြိုဆိုပါရစေအခုဒီ pick up file reading လေးကတော့ဒီ February March 2026အတွက်အလောက်ကိုင်းတဲ့ငွေကြေး energy လေးကို pick up file reading လေးလုပ်ပေးထားတာဖြစ်ပါတယ်ဆိုတော့ pick up file reading လေးကိုဘယ်လိုမျိုးရွေးချယ်ရမလဲမသိဘူးဆိုရင်ရှေ့ဘက်တုန်းကတင်ထားတဲ့ video လေးမှာတွားကြည့်လို့ရပါတယ်တေချာလေးကြည့်ပြီးတော့ဒီ pick up line reading ကိုပေါ့နော်ကိုနဲ့ energy ကိုက်အောင်ဘယ်လိုမျိုးရွေးချယ်ရမလဲဆိုတဲ့ဟာလေးပြောပြထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီတိုင်းပဲvideo လေးကိုခဏလောက် pause လုပ်ပြီးတော့ pie 1 and 2ဘယ် pie ပေါ့နော်ဘယ်ပုံလေးကကိုကို attract ဖြစ်နေလဲဆိုတာတေချာလေးရွေးပြီးတော့သူနဲ့သက်ဆိုင်တဲ့ reading လေးကိုတခါလေးတင်ပေးထားပါတယ်ဒါနောက်မှာကြည့်ရှုလို့ရပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ဒီ page လေးကိုလည်း like and follow လေးလုပ်ပေးထားပါအောင်နော်နောက်ထပ်လည်း pick up line reading လေးတွေတင်ပေးဖို့ရှိပါသေးတယ်ကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင် Luna D Soul Page ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေအခုဒီ pick up line reading မှာပေါ့နော် February March 2026အတွက်ငွေရေးကြေးရေးအလုပ်ပေါ့နော်အလုပ်နဲ့ဒီငွေရေးကြေးရေး energy ကိုပြောပြပေးမှာဖြစ်ပါတယ်အခုပြောပြပေးမဲ့ဟာကတော့ဒီ pie 1ပေါ့နော်ဒီ pie 1ကြာပန်းပုံလေးကိုရွေးချယ်ထားတဲ့သူတွေအတွက်ငွေကြေးနဲ့အလုပ်ကိုင် energy February March 2026အတွက်ဖြစ်ပါတယ်ဆိုတော့ကြည့်လိုက်မယ်နော်ဒါ general reading ဖြစ်တဲ့အတွက်ပေါ့နော်ကိုနဲ့မကိုက်ညီတဲ့သူတွေရှိရဆိုလို့ရှိရင်ကိုအတွက် personal reading ကြည့်လို့ရပါတယ် general reading ဖြစ်တဲ့အတွက်ဒါအများနဲ့ဆိုင်တဲ့ energy ဖြစ်နေမှာပေါ့နော်တချို့လူတွေတော့မှန်ကောင်းမှန်နိုင်တယ်တချို့တော့မမှန်တာလည်းဖြစ်နိုင်ပါတယ်ဆိုတော့အခုဒီ February March မှာပေါ့နော်ငွေရေးကြေးရေးလက်ရှိ current energy နောက်တစ်ခုကအခုလက်ရှိ current ဘာကြုံရနိုင်တယ်လဲဆိုတဲ့အခြေအနေဆိုပြီးတော့ရွေးချယ်ထားလိုက်တယ်ပေါ့နော်ဆိုတော့ဒီမှာအခုဆွဲလိုက်တဲ့ cat က2 of wands ပေါ့နော်ဆိုတော့ငွေကြီးရေးနဲ့အလုပ်အတွက်ဆိုလို့ရှိရင်ဒါကရွေးချယ်မှုကိုပြရတယ်ပေါ့နော်ဥပမာလုပ်ငန်းကိုင်ငန်းလုပ်တာတွေစီးပွားရေးလုပ်တာပဲဖြစ်ဖြစ်အလုပ်ပဲဖြစ်ဖြစ်ပေါ့နော် interview ဖြေရမယ့်သူတွေအလုပ်ရှာနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဒါကရွေးချယ်ရမယ့်choices ပေါ့နော်ကိုယ့်အတွက် choices တွေရှိတာကိုပြောရတယ်ပေါ့နော်ကိုယ့်အတွက်ရွေးချယ်မှုတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဒီအလုံးမှာဆက်နေရမလားဒါမှမဟုတ်တခြားလုပ်ပြောင်းရမလားစသဖြင့်ပေါ့နော်အဲ့လိုမျိုးရွေးချယ်စရာတွေပေါ်လာတတ်တယ် choice တွေပေါ်လာတတ်တယ်ဒီအလုပ်လျှောက်ထားတဲ့သူတွေဆိုလို့ရှိရင်လည်းကိုယ့်အတွက်ဒီတစ်ခုမကတဲ့အခွင့်အလမ်းတွေပေါ့နော်ဒါလေးမျိုးလေးတွေဖြစ်တတ်တယ်အဲ့ထဲမှာကိုကရွေးချယ်ရမယ့်ကတ်မျိုးဖြစ်တယ်ပေါ့နော်ရွေးချယ်ရမယ့် energy မျိုးဖြစ်တယ်ဒီငွေကြေးရေးအတွက်ဆိုလို့ရှိရင်လည်းchoices တွေဖြစ်နိုင်တယ်ငွေကြေးကံကဒီခု January မဟုတ်ပါဘူး February နဲ့ March ပေါ့နော်February နဲ့ March ထဲမှာဆိုလို့ရှိရင်ကောင်းတယ်လို့နဲ့နည်းအဆိုးပတ်တယ်ရှိနေတတ်တယ်ပေါ့နော်ဒီကကြတော့ကိုကစူးစမ်းအားထုတ်တလောက်မရသေးတာမျိုးစောင့်ဆိုင်ရတာမျိုးကြမ်းကြနေတာမျိုးကိုအတွက်ရစရာရှိတဲ့ငွေကြေးတွေဆိုလို့ရှိရင်လည်းနည်းနည်းလေးနှောင့်နှေးနေတာမျိုးပေါ့နော်စောင့်ရတတ်တာမျိုးလေးတွေဖြစ်နိုင်တယ်ဆိုတော့ဒီ April နောက်ပိုင်းမှာပို့ပြီးတော့အဆင်ပြေလာမဲ့သဘောမျိုးမှာရှိတယ်ပေါ့နော်ဆိုတော့နည်းနည်းလေးချွေတာသုံးဆွဲနေရတယ်ဆိုတော့ energy မျိုးလည်းထွက်တယ်ပေါ့ငွေကြေးကံအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီ February March ကကိုအတွက်အရန်တော့မကောင်းသေးဘူး April နောက်ပိုင်းမှာပိုကောင်းလာမယ်လို့ယူဆရတယ်ပေါ့နော်လုပ်ငန်းခွင်မှာဆိုလို့ရှိရင်လည်းစိတ်ကျဉ်ကျပ်တာတွေနည်းနည်းstress တွေများတာတွေအလုပ်တွေများတာတွေစသဖြင့်ပေါ့နော်ဒါမျိုးလေးတွေဖြစ်နေတတ်တယ်ဒီ February လမှာတော့ bonus ရတာတွေတခြားပုံမှန်လစာမဟုတ်တဲ့ပေါ့နော်တခြားအပိုပင်ငွေလမ်းကြောင်းလေးတွေတော့ရှိနေတတ်တယ်ဒါပေမဲ့အဲ့ဒီဟာကလည်းကိုပြန်သုံးမိတတ်တာမျိုးပေါ့နော်ကိုအတွက်တိတ်မကြံတာမျိုးတွေဖြစ်တတ်တယ်ကိုကအရန်ချွေတာနေရနေပြီးတော့မယ်ငွေထွက်မဲ့လမ်းကြောင်းလေးတွေလည်းဖြစ်နေတတ်တာမျိုးပေါ့နော်အဲ့ဒါမျိုးလည်းဖြစ်တတ်တယ်ဆိုတော့ကိုအတွက်အရန်ပေါ့နော်အရန်ချစ်ကုတ်ပြီးတော့ချွေတာသုံးဆွဲတဲ့ energy မျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ငွေကြေးလိုအပ်တဲ့နေရာမှာပေါ့နော်လိုအပ်တဲ့နေရာမှာကိုယ့်အတွက်သုံးဝင်စွာနဲ့သုံးဆွဲတဲ့ငွေကြေးဆိုတဲ့သဘောမျိုးနဲ့ပေါ့နော်ကိုယ့်ရဲ့ energy ကိုအဲ့လိုမျိုးလမ်းကြောင်းလေးပြောင်းပေးရမယ်ပေါ့မဟုတ်ဘူးဆိုလို့ရှိရင်ကိုကအရန်ကိုချစ်ကုတ်ချွေတာပြီးတော့ဖြစ်နေတဲ့ energy မျိုးဆိုလို့ရှိရင်ငွေကြေးဝင်လာမှုကလည်းကြမ်းကြတတ်တယ်နှောင့်နှေးတတ်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်
ဆိုတော့အလုံးအနေနဲ့ဆိုလို့ရှိရင်တော့ခုနပြောသလိုမျိုးနည်းနည်းစိတ်ပင်ပန်းရမယ်ချင်းနဲ့ချက်ထဲကာလမျိုးလေးတော့နည်းနည်းဖြစ်နေတတ်တယ်ဒါပေမဲ့ဒါကလည်းယာယီသဘောမျိုးပဲပေါ့နော်ပို့ပြီးတော့အဆင်ပြေလာဖို့ရှိရပေါ့ဆိုတော့ငွေကြေးကိုလက်လွတ်စပယ်လက်လွတ်စပယ်ဆိုတာထက်အရင်မြန်မြန်ဆန်ဆန်ဆုံးဖြတ်ချက်ချပြီးတော့ပေါ့နော်အလုပ်တွေလုပ်ငန်းတွေလုပ်တာမျိုးဆုံးဖြတ်ချက်ချတာမျိုးရုပ်တရက်ကြီးကောက်ထားလုပ်တာမျိုးအဲ့ဒါမျိုးလေးတွေတိတ်မလုပ်သင့်ဘူးတတိချာလေးစဉ်းစားပြီးမှလုပ်ငန်းစတာတွေငွေချေးတာတွေပါဆိုလို့ရှိရင်လည်းတိတ်မလုပ်သင့်သေးဘူးပေါ့နော်လုပ်ငန်းစတာတွေပါဆိုလို့ရှိရင်လည်းတေချာလေးစဉ်းစားဆုံးဖြတ်ပြီးမှ plan တေချာချပြီးမှလုပ်တင်တယ်ဒီကကြတော့အရင်လက်လွတ်စပယ်နဲ့မြန်မြန်ဆန်ဆန်ဆုံးဖြတ်ချက်ချပြီးရုပ်တရက်ကောက်လုပ်တာမျိုးမလုပ်တင်ဘူးပေါ့နော်ဆိုတဲ့ဟာလေးလည်းပြပါတယ်ဆိုတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင် Lunati Soul Page ကနေကြိုဆိုပါရစေအခုဒီဗီဒီယိုလေးကတော့ Pine 2ပေါ့နော် Pine 2ဂျပန်ပုံလေးကိုရွေးချယ်တဲ့သူတွေအတွက် February March 2026အတွက်အလုံးနဲ့ငွေကြေးပေါ့နော်အလုံးနဲ့ငွေကြေး energy ကို pick up by reading လေးလုပ်ပေးထားဖြစ်ပါတယ် pick up by reading ဖြစ်တဲ့အတွက်တချို့တွေနဲ့ energy ကိုက်နိုင်တယ်တချို့နဲ့ energy မကိုက်ဘူးမမှန်ဘူးဆိုလို့ရှိရင်လည်းကိုယ့်အတွက် personal reading မေးလို့ရပါတယ် Lunati Soul Page ကနေဆက်သွယ်လို့ရပါတယ်ရှင် page ကိုဆက်သွယ်လို့ရတယ်ပေါ့နော်ဆိုတော့အခုဒါ Pine 2ကိုရွေးချယ်တဲ့သူတွေအတွက်အလုံးနဲ့ငွေကြေး energy ပေါ့ဆိုတော့ဒီ February March မှာငွေကြေး energy ကတားကြီးတော့မကောင်းသေးဘူးဘာမှကောင်းမလဲဆိုလို့ရှိရင်ဒီ April နောက်ပိုင်းပေါ့နော် April နောက်ပိုင်း2026မှာပို့ပြီးတော့ငွေဝင်လာမဲ့အလားအလာမျိုးရှိတယ်ငွေကြေးအလောက်ကန်ကန်ပြီးပို့ပြီးတော့ကောင်းလာလိမ့်မယ်အခုဒီ February March မှာကြတော့ကိုအခုရှိနေတဲ့ငွေကြေးကိုတေချာချာစစ်စီသုံးဆွဲဖို့တေချာလေးကိုခွဲချမ်းပေါ့ခွဲချမ်းစိတ်ဖြာဖို့စီစစ်ဖို့လိုရပေါ့နော်ဒီကကြတော့ကိုဘယ်လိုပြောမလဲငွေချေးတာတို့ဘာလို့ရှိရဲဆိုလို့ရှိရင်ကိုယ်ပြန်မပေးနိုင်တာတွေဘာတွေဖြစ်တတ်တယ်အလိန်ခံရတတ်တာမျိုးတွေငွေကြေးဆောင်ရှုံးရတာမျိုးလေးတွေတတိထားရမယ်ပေါ့နော်ဆိုတော့ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီ February March ထဲမှာကိုယ့်အတွက်အရန်ရင်းနှီးပါတယ်ဆိုတဲ့လူတောင်မှပဲအရန်မယုံသင့်ဘူးပေါ့နော်ဆိုတဲ့ဟာလေးကိုပြတယ်အလောက်ကင်နဲ့ပတ်သက်ပြီးတော့အခုအလောက်ရှာနေတဲ့သူတွေအလုပ်ပြောင်းမှုစဉ်းစားနေတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်အလုပ်ရှာနေတဲ့သူတွေဆိုလို့ရှိရင်တွေ့တာတော့တွေ့တတ်တယ်ဒါပေမဲ့ကိုနဲ့အရန်ကိုက်ညီမဲ့အလုပ်မျိုးတော့ဟုတ်မနေသေးဘူးပေါ့နော်ဆိုတော့ကိုကရွေးရင်ဒီအလုပ်တွေရှောက်ရင် interview တွေဖြည့်ရင်းနဲ့ပဲဒီ February March ကတော့ကိုနဲ့အဆင်ပြေမဲ့ဟာကိုလိုက်ပြီးတော့chase လုပ်နေရတော့မယ်ပေါ့နော်လိုက်ပြီးတော့try နေရတော့ဆိုတဲ့ energy မျိုးဖြစ်တယ်ဒီ April နောက်ပိုင်းမှာဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းလာမယ့်အနေအထားမျိုးမှာရှိတယ်ဆိုတော့ဒီအလုပ်ရှာနေတဲ့သူတွေဘာတွေမှာဆိုလို့ရှိရင်လည်းအလုပ်ရှာဖို့အတွက်ပေါ့နော်စိတ်ပင်ပန်းရတာတွေစိတ်တက်ကြနေရတာမျိုးတွေဖြစ်တတ်တယ်စိတ်ပင်ပန်းနေရတာဖြစ်တတ်တယ်အရင်အားမလျှော့ပါနဲ့ပေါ့နော်ဒီမှာကံကောင်းမဲ့အလားအလာတွေရှိနေတယ်ကောင်းတဲ့ကံတွေဝင်လာဖို့ရှိနေတယ်ပေါ့နော်အလုပ်ငွေကြီးကံကောင်းမဲ့အခြေအနေမျိုးရောက်လာမယ်ဆိုတော့အခုဒီလပိုင်းတွေမှာတော့နည်းသီးခံပြီးတော့ဆက်သွားရမယ်ပေါ့နော်ဆိုတော့ကိုတက်နိုင်တဲ့လောက်ဒီခုံတော်ပွားများတာမျိုးတွေပဋိစိတ်တာတွေအထိတ်ထန်တာတွေအဲ့ဒါမျိုးလေးတွေလုပ်ကြည့်ပါပေါ့နော်ကိုတက်နိုင်တဲ့လောက်ကုညီတာမျိုးလေးတွေကောင်းမှုကုသိုလ်လေးတွေပေါ့နော်အဲ့ဒါလေးတို့ဖြည်းဖြည်းချင်းစုရမယ်အနေအထားမျိုးမှာရှိတယ်ဆိုတော့ခုနပြောသလိုမျိုးပဲအလုပ်နဲ့ပတ်သက်ပြီးတော့ကိုစိတ်တိုင်းကြတဲ့ဟာမျိုးကိုနဲ့အရန်ကြိုက်တဲ့ဟာမျိုးတိတ်မတွေ့ရသေးတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့နှစိမ့်ညစ်နေတာမျိုးတွေရှိနေတတ်တယ်ငွေကြေးအနေနဲ့လည်းခုနပြောသလိုမျိုးပဲကိုဆုံးရှုံးမှုလေးတွေရှိတဲ့အလားအလာမျိုးလေးတွေတွေ့နေရတဲ့အတွက်ဒီလောင်းကစားလောက်တာမျိုးတွေဖြစ်ဖြစ်ကိုချိန်ခါတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေတိတ်မလုပ်တင်သေးဘူးဒီကာလမှာကိုရှိတဲ့ဟာကိုချွေတာပြီးတော့နည်းဘယ်လိုပြောမလဲပေါ့စစ်စီလေးနဲ့တွားရမယ်လပိုင်းပေါ့နော်အဲ့လိုအနေအထားမျိုးမှာရှိနေတယ်ပေါ့ဟုတ်တယ်ဒီငွေကြေးအတွက်နဲ့အလောက်ကင်အတွက်နဲ့ဒီစိတ်ပင်ပန်းတော့ကရောက်တဲ့သူတွေဒီကက်ကိုရွေးတဲ့သူတွေမှာပေါ့နော်ဖြစ်နေတတ်တယ်စိတ်မပူနဲ့ပေါ့နော်
ဒီမှာဖြည်းဖြည်းနဲ့ပိုကောင်းလာမယ်အနေအထားမျိုးမှာရှိတယ်၄လပိုင်းရဲ့နောက်ပိုင်း April နောက်ပိုင်းမှာပို့ပြီးတော့ကောင်းမဲ့အနေအထားမျိုးရှိတယ်အခုချိန်ကတော့စစ်စစ်စီစီနဲ့ချွတ်တတာချိုးကြံရမယ်ကာလဖြစ်တယ်ပေါ့နော်ဆိုတော့ဒါမဲ့ဒါဒီယာယီပဲပေါ့နော်ယာယီ temporary ခဏတာပဲဖြစ်တယ်ပေါ့ပို့ပြီးတော့ကောင်းမဲ့အခြေအနေလေးတွေရောက်လာလိမ့်မယ်9လပိုင်း6လပိုင်းနေမှာပို့ပြီးတော့တိတိကျကျကောင်းလာလိမ့်မယ်ပေါ့နော်ဆိုတော့အခုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အခုဒီ page လေးကိုလည်း like and follow လေးလုပ်ပေးပါအောင်ရှင်